အခုငါသူ့ရဲ့လို့သူမဖမ်းမိသေးဘူးခင်ဗျမဖမ်းမိသေးဘူးနော်စိတ်တယ်မဖမ်းမိသေးဘူးကျွန်တော်တို့လည်းမမရေမောက်တဲ့ဖမ်းမိတဲ့ဒီမောက်ဒီဘယ်လောက်ထိဟိုဖြစ်မလဲဆိုတာဒီမှာအရင်ကြိုးစားတဲ့မြန်မာပြည်ရဲ့ပြည်လာမသိဘူးမြန်မာလည်းမသိဘူးဒီနောက်တော့တူဝင်ပုံမရမယ်သူလာလိမ့်မယ်မနေ့ဖြတ်ချက်သူလာလိမ့်မယ်သူပြောလိမ့်မယ်ပြောမရမယ်သူပြောကိုပြောတယ်ကျဲသူပြောငါတို့ဖွဲ့တဲ့တဲမှာသူပြောကိုပြောတယ်ငါအဲ့တော့ယူနေတားတယ်ညနေရသွားတယ်မင်းရတွေ့တဲ့ဝင်ဘူးပြောလိုက်တာလားမင်းစိတ်ကမင်းသူတို့ပြောတယ်သူလေသူငါစိတ်လာညောလာငါစိတ်သူချင်းစိတ်သူမှာဘယ်လိုဒီကိနော်တို့တယ်လေရောပေါ်တော့အဲ့ဒီအကျွေးနေလားအမြဲလားအဲ့ဒီကောင်လေသူတို့စီလာကောင်လေအကျွေးနေများပဲကျွန်တော်မသိဟမ်အမြဲဝေးပြောတယ်မျိုးလာပါလားလာပါလားမေကိုညာလာကလေစနေနေ့မှချက်မှာကိုချင်ရဲ့ဒီနေ့မှတက်တော့ဘူးတော့ရှိတယ်ကိုရမနေ့ပြန်တက်လာပါလားဘယံကောမတယ်မလာမှာကိုချင်ရဲ့နော်သူပြောလေနောက်ဆိုပြေးလေးပဲနော်စနေမနေ့ပြန်တက်လို့ရှင်မိတယ်လေကိုချင်တော့တန်နေရမှာပေါ့ကိုချင်တော့တန်နေလို့ရှိရင်ကိုချင်ဟိုကိုချင်ဟိုစနေနေ့မှတက်ကြမှာလေကိုချင်ဟုတ်တယ်ဗျာသူဘာကသူရဲ့ဟိုလေလာမလေကိုချင်သူအဲ့ကြောင့်မလို့ကိုချင်တဲ့တူနော်ကိုချင်နော်ဖြည့်လာလို့မလားကိုချင်ဒီပြဆိုင်ကိုစံပေါင်းဟုတ်လားသူနေလာချင်တဲ့သူလေရဲ့ကြီးရတယ်သူစီတော့သူတို့နဲ့မနေ့ပိုင်လာမတဲ့ပြောတာမနေ့ပိုင်ပြောရင်တော့အဲ့ဒါညပိုင်းသူဖြစ်သွားတာမနေ့ပိုင်ပြောပြီးတော့သူကလေစကောင်းမှာဘူးစီကကိုလေကိုချန်လည်းပြောတယ်ဒီမဲ့မှာလေသူပြောနေတယ်ဘာလဲကိုတို့ဘာလဲစူးစမ်းကြမှာတဲ့သူကအားကြတယ်ဒါအဲ့လိုပြောတယ်အဲ့ဒါနဲ့ကိုကနေပြီးတော့အဲ့ဒါဆိုမရကပူစူးစမ်းမရကတယောက်ပြောဆိုမရပူစူးစမ်းမယ်ဆိုပြီးတော့ငါတဲ့ဟိုဟုတ်တယ်ငါဘာမှဖြစ်တော့ဘူးတဲ့အဲ့ဒီညနေကအဲ့လိုမျိုးပြောသွားတယ်မဲဆောက်ကြောက်ကြည့်မှာနော်မဲဆောက်ကြောက်ကြည့်လို့ရှိတော့ကိုချန်လည်းပြောတယ်ကွယ်ဟိုမသိခင်လေးပေါ့နော်အမေလည်းဆုံးချင်သေးတယ်လို့အဲ့လိုပြောတယ်သူကဖုန်းထဲမှာဒါမှန်လားတကယ်ပြောတာပါတကယ်ဘို့လို့ညနေပိုင်းမှာလေတို့လေဘာလဲဟိုအထက်ပြတ်တပြောလေတမမိုင်းတူနဲ့သားပြောတယ်မင်းရအထက်မလုပ်တော့ဆိုလေမလုပ်တော့ဘူးတဲ့တို့ပဲလုံးတဲ့အဲ့ဒါဘို့လို့ဟိုအိမ်သွားတယ်ဟိုအိမ်သွားလဲအဲ့လိုပဲဘို့ကရီမမောနဲ့စနေပြီသူကလေပုံမှန်လူပုံမှန်